နေ့နဲ့တနေ့ငါမှအိမ်လို့ခေါ်တာတနခါလေးရတယ်လို့ရှိမေတာကြောက်သွားတော့မယ် ဒီကဒီပုံစံနဲ့ကြောင်းတော့ဝတ်ထားစားတာလည်းရှိတနခါလေးရတယ်တိတိချက်ပိုးရုံ ဘာလို့လဲဒီပုံစံနဲ့စင်ဒီနေရပဲဟာဟုတ် ဒါအကူရလေးပဲ အမေအမေနိုင်ပေတာလေးဘာသိရမလဲဘူးအမေနိုင်နေမလဲ ရှာမရှိနဲ့ငါလေးပဲလေ လဲ တနခါလေးလေးအတောင်းလေးကြီးလွယ်တယ်မြတ်မိုက် အမေအထွေးလေးပါ ရှာမရှိနဲ့ သူရပါဇက်တော့ဟာနေရတော့ ရှာမရှိနဲ့ငါလေးပဲလို့နေ ဟာဒီသားမိတော့ကွာငါဖះသာအာယုံပြုလို့မမြောက်နားလေးကိုညည်းနေရပြီ လိမ့်ကြည့်မလို့ ငင်းငင်းနဲ့ အာမရသူလေးလား ရှာမရှိနဲ့လို့ပြောကျစံငါသားလာတော့ ငါသားခဏနေရော ငါသားလောင်း မရဘာလို့မလို့ ပြောငါသားဒါငါသား ဒါဘာကြီးတော့ဖေရ တနခါလေးလေအဖေမင်းကနိုင်ဝနာမည်ကြီးရသိလားမင်းကမှဖေဆန်းနေဝဲတာ ဒါဘာလို့ မင်းကတနခါလေးဒါအခေဒါအမှုငါသားကြောက်ရကြမှာတနခါကမင်းကတူပြီးရောရီပြောလိမ့်နေအမှုမဲ့သုံးတော့တနခါခေပဲကြောက်မြင်လို့သူလိမ့်နေကြောက်မှကြောက်မြင်ဖြစ်တော့ရီကမသူလေငါသား အမှုကရေဖြော်လင်းလို့ရတယ် ဒီကျော်လေးရနေနေလို့ရငါသား အဲ့လိုဒါကြောက်လို့ရှိရင်ကဲဟိုညနေတိုင်းဟိုညနေတိုင်းကိုသိကြရော ငါသိပြီလားဒီမှာဖြေဝဲလာဟာလေးကိုလိမ့်လိုက်ငါသားစင်ပြေ တာကြည့်တော့နော် ပြီးတော့ မင်းကိုပြောနေနော် မင်းပြောတော့မင်းမသိနေလားတော့လာတော့ အဖေပြောလို့ရေဖြော်လင်းကြည့်ရမယ်ရေဖြော်လင်းကြည့်ရမယ်ကျအမောညံ့နေရပဲငါဖေဘလို့တောင်ရှားဝဲထားလည်းမသိဘူးကျဘင်းလိုကောင်းနေရပဲအနဲ့လေးကလည်းမွေးနေရပဲအမြင့်နဲ့လေးကိုကျလှသွားပြီသွားတယ်ဟာဟာမိုက်တယ်ကွာ ဟာရေးလာ ဘာလို့ရှင်တော်သားပိုက်ပန်ဖို့နေကျွန်မမတနခါလေးနေ ပြောဒီမဲ ဒါပဲ ဘယ် ဝဲ မှာ တာ တွေ့လိုက်မှနာမည်ကြီးနေမင်းကတနခါလေးဒါ ကဘာဝါစီရ သဘောစစ်တာဗောနင့်ငါသဘောစစ်တဲ့သူနာလေးငါပစ္စည်းပေါ်လိုက်မသုံးဘူးလေနင်မသိဘူးလားရအောင် ပြရပဲတော့ ဟ